မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဖေလက္ခဏာခေါ်တဲ့ဦးကျော်စိုးလေးမှာကျွန်တော်ယခုဖော်ပြမယ့်အကြောင်းအရာလေးကတော့ဥကုန်းလမ်းကြောင်းဖြောက်နေသူနဲ့ဥကုန်းလမ်းကြောင်းကွေးတဲ့သူတို့ရဲ့အကြောင်းပဲဖြစ်ပါပြီဥကုန်းလမ်းကြောင်းဖြောက်နေသူကနော်လက်တွေ့ဆန်တယ်ခေါင်းမာတယ်နော်မိမိလှုပ်ချင်တာကိုပဲအောင်စူးစိုက်ပြီးတော့လှုပ်တတ်တယ်ဥကုန်းလမ်းကြောင်းကွေးတဲ့သူကြတော့သူကအတွေးခေါ်သမားနော်စိတ်ကူးရင်သမားစိတ်ကူးရင်တတ်တယ်နော်အတွေးထဲမှာပဲနေမျောတတ်တယ်နော်အဲ့လိုဥကုန်းလမ်းကြောင်းကွေးတဲ့သူတွေကြတော့များသောအားဖြင့်သူတို့ကစာပေသမားတွေကြပြသမားတွေနော်အကြည်ဆွဲတဲ့သူတွေအနုပညာရှင်တွေတချင်းရေးတဲ့သူတွေလူမှုသူတွေရဲ့လက်မှာဥကုန်းလမ်းကြောင်းကွေးတဲ့လက္ခဏာကိုတွေ့ရမှာဖြစ်ပြီးတော့ဥကုန်းလမ်းကြောင်းဖြောင်းတဲ့လက်တွေကြတော့လက်တွေဆန်တယ်အကောင်းမာတယ်ဆိုတဲ့လက္ခဏာရှင်တွေကိုတော့အင်ဂျင်နီယာတွေနော်အသိပညာရှင်တွေအတတ်ပညာရှင်တွေရဲ့လက်မှာများသောအားဖြင့်တွေ့ရပါတယ်နောက်တစ်ခုကဘာလဲဆိုလက်တွေဆန်တဲ့ဘဝကိုဖြတ်သန်းနေတဲ့သူတွေရဲ့လက်မှာဥကုန်းလမ်းကြောင်းဖြောင်းနေတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်ဗီဒီယိုလေးမှာနေဟောချိုးပါတယ်ကျွန်တော်ကတော့ဘေးလက္ခဏာခေါ်တဲ့ဦးကျော်စိုးလေးမှာကျွန်တော်ရဲ့ဘေးလက္ခဏာမြင်မြင်ဆက်သွယ်လို့ဖုန်းနံပါတ်ခေါင်းကိုလေးတစ်6ခုသုံးရေးဆက်သွယ်လို့ကောကျွန်တော်ရဲ့ TikTok ကောင် Messenger မှာဆက်သွယ်လို့ကောဘေးလက္ခဏာမြင်မြင်စုံစမ်းလို့ရပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးနှစ်သက်ဖို့ရှိပါ like share ပြုလုပ်ပေးကြပါကျွန်တော်ရဲ့ account လည်း follow လုပ်ပေးကြပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာနေဟောချိုးပါတယ်ခုနသားပြီးကြည့်ရှုပေးတဲ့သူတိုးချင်း TC တိုင်းတယောက်ချင်းစီတိုင်းလည်းကျေးဇူးအထူးလက်တင်ရှိရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေဟောချိုးပါတယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာရှိရပါစေကောင်းကျိုးလူရဆန္ဒတလုံးတို့ပါပြည့်စုံကြပါစေခင်ဗျာ